တယောက်ဟာရုပ်ရည်ချောမောလွန်းတော့မိန်းကလေးတွေရဲ့ငေးကြည့်ခြင်းကိုအမြဲခံရတာပေါ့။တနေ့မှာတော့အကိုဖြစ်သူကအုံးကရောကိုသူ့ကောင်မလေးအကြောင်းကိုကြွားနေတော့မှပဲအမေဖြစ်သူစီကစာဝင်လာလို့သူတို့ညီကိုနှစ်ယောက်ဟာဆိုင်ကိုအပြေးလွှားပြန်လာခဲ့ကြပါတယ်။ဆိုင်မှာတော့သူတို့အဖေကတငယ်ချင်းတွေနဲ့အတူသားနှစ်ယောက်အကြောင်းကိုကြွားလုံးထုတ်လို့ကောင်းနေတော့မှစပွဲပေါ်မှာပတ်ချလဲလို့ရတဲ့ကြောက်တင်ပုံးလေးတစ်ခုရှိပြီးအဖေဖြစ်သူကသူပြောချင်သမျှကိုအဲ့ဒီပေါ်မှာချရေးပြပါတယ်။အရက်ကလေးနည်းနည်းအချိန်တက်နေတဲ့အဖေဟာစပွဲပေါ်မှာလည်းမောက်ရသားအိပ်ပျော်သွားတော့ညီကိုနှစ်ယောက်ကပဲအဖေကိုအိပ်ရတဲ့အထိတွန်းပို့ပေးခဲ့ရပါတယ်။အိပ်ရပေါ်ရောက်တော့အဖေကအုံငရောကိုဆွဲဖက်ပြီးပြောချပါတယ်။ဒီနေ့ငါနဲ့အရက်တောက်တဲ့တငယ်ချင်းတွေကငါ့ကိုအထင်သေးခဲ့ကြတယ်။ဒါပေမဲ့အခုတော့သူတို့ငါ့ကိုအဲ့လိုမလုပ်နိုင်တော့ဘူး။ဘာလို့လဲဆိုတော့ငါမှတော်လုံးနဲ့တားနှစ်ယောက်ရှိနေပြီလေတဲ့။တားကြီးကတိုက်ကွန်ဒိုလက်ရွေးစဉ်တန်းငယ်ကကျောင်းမှာအတော်ဆုံးဖြစ်ပြီးဆရာဝန်ဖြစ်မဲ့သူဆိုတာကိုအဖေကဂုဏ်ယူဝင်ကြောစွာပြောနေခဲ့ပါတယ်။အုံကရောဟာသူ့အဖေရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီးပြန်ဖတ်ထားလိုက်ပေမဲ့သူ့ရင်ထဲမှာတော့မပြောနိုင်ရှာပါဘူး။သူ့ရဲ့စာရေးစပွဲပေါ်မှာထိုင်နေရင်အဖေစကားတွေကိုပြန်တွေးမိတဲ့အခါနိုင်ငံပေါ်ကမိဘတွေရဲ့မျှော်လင့်ချက်တွေပြည့်နေတဲ့စာသားတွေကိုကြည့်ပြီးသပြင်းချမိပါတယ်။မိဘတွေရဲ့အိမ်မက်ကိုကိုယ့်အိမ်မက်လို့သဘောထားပြီးကိုယ့်ရဲ့ဆန္ဒအစစ်ကိုတော့ဖိနှိပ်ထားခဲ့ရတာပါ။တကယ်တော့အုံကရောဟာဆရာဝန်လုံးဝမဖြစ်ချင်ခဲ့ပါဘူး။သူ့ရဲ့တကယ်ဝါသနာကဂီတအထူးသဖြင့်ဂီတာတီးရတာပေါ့။အဲ့ဒါကြောင့်ပဲသူအားတဲ့အချိန်မှာမတ်တက်ပြီးတော့ဂီတာတစ်လက်နဲ့လမ်းမင်းမှာဖျော်ဖြေလေးရှိပါတယ်။အုံရောရဲ့ပြောင်မြောက်လာတဲ့ဂီတာတီးခတ်မှုကြောင့်မျက်နှာထုတ်ပေါ်မပြသပေမဲ့သူ့မှာပြိသက်အသင်းရှိခဲ့ပြီးတော့တီဝိုင်းတစ်ခုရဲ့အာရုံစိုက်မှုကိုရသွားခဲ့ပါတယ်။သူတို့ကအုံရောကိုတီဝိုင်းထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပေမဲ့အုံရောကတော့သူဘသူဖြစ်လဲဆိုတာကိုထုတ်ဖော်ရမှာမို့လို့ချက်ချင်းညှင်းလိုက်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဝါသနာရေးလှုံ့ဆော်မှုကြောင့်မငင်းနိုင်ပဲသူကအဖွဲထဲဝင်ခဲ့ပါတယ်။ဒါပေမဲ့တီဝိုင်းထဲမဝင်ခင်မှာသူကအချက်နှစ်ချက်ကိုတောင်းဆိုခဲ့ပါတယ်။ပထမတစ်ခုကဖျော်ဖြေတဲ့အခါမျက်နှာဖုံးမချွတ်ဖို့ဖြစ်ပြီးဒုတိယတစ်ခုကမိသားစုနဲ့ဆောက်မေးပွဲကိုဦးစားပေးမှဖြစ်ကြောင်းပါပဲ။သူတို့အားလုံးရဲ့အားတက်တရောစူးစမ်းမှုနဲ့အုံကျော်ရဲ့တကိုယ်တော်ဂီတာတီးခတ်မှုတွေကြောင့်မို့လို့အမှုပညာအေဂျင်စီတစ်ခုကပြည်ပခရီးစဉ်မှာဧည့်သည်တော်အဖြစ်ဖျော်ဖြေဖို့ကမ်းလှမ်းခဲ့ပါတယ်။နောက်တစ်ပတ်မှာနာမည်ကြီးဒါရိုက်တာမာဂျူးနဲ့တွေ့ရမယ်ဆိုတော့တီဝိုင်းအဖွဲ့ဝင်တွေကတော့ဝမ်းသာလုံးစုနေကြတာပေါ့။မာဂျူးရဲ့သဘောတူညီချက်သာရရင်သူတို့အေပန်ထုတ်နိုင်ပြီးအိမ်မက်တွေပြေတော့မှာလေ။အောင်ပွဲခံနေတော့မှပဲအုံကျော်စီကိုအဖေဖြစ်သူစီကစာဝင်လာပါတယ်။အဖေကားတိုက်ခံရလို့ရဲစခန်းကိုလာခဲ့ပါအောင်ဆိုတော့အုံကျော်လည်းအပြေးပေါ်ပေါင်းခဲ့ရပါတယ်။ရဲစခန်းရောက်တော့အုံကျော်ကစကပြန်အဖြစ်ကူညီပေးရပါတယ်။ကံကောင်းတာကအဖေဟာကားကိုရှောင်လိုက်နိုင်လို့ဒဏ်ရာအနှဲငယ်ပဲရခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုတုံလောက်သွားစေတာကဆိုင်ကိုဝင်တိုက်တဲ့သူဟာသူတို့နဲ့မတွေ့တာကြပြီဖြစ်တဲ့အိမ်ပိုင်ရှင်ဖြစ်နေတာပါ။အိမ်ပိုင်ရှင်ကသူမတိုက်တာပါလို့ဆိုပြောနေပေမဲ့အဖေကတော့သူမမဟုတ်ဘူးဆိုတာကိုသိချနေပါတယ်။အဖေနဲ့စကားပြောပြီးနောက်မှာအုံကျော်ကတကယ်တိုက်သွားတာအိမ်ပိုင်ရှင်ရဲ့သားဖြစ်ကြောင်းရဲကိုတိုင်ကြားလိုက်ပါတယ်။အိမ်ပိုင်ရှင်ကသူမရဲ့သားကိုကာကွယ်ခြင်းလို့အပြစ်ကိုကောင်းခံနေရတာပါ။ဒါပေမဲ့တပ်တွေမလုံလောက်သေးလို့ထပ်မံစုံစမ်းဖို့ပဲစောင့်နေလိုက်ရပါတယ်။ရဲစခန်းကအထက်မှာအုံကျော်ရဲ့အဖေကအိမ်ပိုင်ရှင်ရဲ့သားအကြောင်းမေးမြန်းတော့အိမ်ပိုင်ရှင်ကသူ့ကိုလောင်ပြောင်နေရလို့ထင်သွားပါတယ်။အဖေဖြစ်သူကသူမကိုကြည့်ပြီးတော်တော်လေးစိတ်ပြတ်သွားရှာပါတယ်။နှစ်တွေသာကြာသွားတယ်။သူမကတော့အရင်တိုင်းပါပဲ။တကယ်တော့အုံကျော်ငယ်တုန်းကဖြစ်ခဲ့တဲ့မီးလောင်မှုကအိမ်ပိုင်ရှင်ရဲ့သားကမြင်းလို့ဖြစ်ခဲ့ရတာဖြစ်ပြီးတော့အိမ်ပိုင်ရှင်ကတော့သူ့သားကိုကာကွယ်ဖို့အုံကျော်ရဲ့အဖေကိုအပြစ်ပုံချခဲ့တာဖြစ်ပါတယ်။အုံကျော်ကတော့အဖေလည်းပေါင်မဖြစ်အိမ်ပိုင်ရှင်ကလည်းရော်ကြီးပေးမယ်ဆိုတော့ဒီအတိုင်းလွတ်ပေးလိုက်ဖို့ပြောပေမဲ့အဖေကတော့လွန်ခဲ့တဲ့6နှစ်ကလိုမျိုးဒေါသကိုမျိုးသိမ့်မထားတော့ဘူးလို့ပြန်ပြောပါတယ်။အဖေဖြစ်သူကအဲ့ဒီတုန်းကသူတို့ကိုတရားမစွဲခဲ့မိတာကိုတောင်းနာရနေတာပါ။အဲ့ဒီတုန်းကမီးစတင်ရှို့တာသူတို့မဟုတ်ခဲ့ပေမဲ့ဆင်းရဲပြီးနားမကျတဲ့မိသားစုရဲ့စကားကိုဘယ်သူမှနားမထောင်ခဲ့ကြပါဘူး။ဒါဟာအဖေအတွက်နှစ်ပေါင်းများစွာစိတ်ဝေဒနာဖြစ်နေခဲ့တာပါ။အဖေရဲ့စကားတွေကြောင့်အုံရောကအပြစ်မကင်းတယ်လို့ခံစားခဲ့ရပါတယ်။အဲ့ဒီတုန်းကသာသူရှိနေခဲ့ရင်တကယ်တရားခံကိုဖမ်းမိနိုင်ခဲ့မှာပါ။မီးလောင်မှုမှာတေလူနီးပွားဖြစ်ခဲ့တဲ့အကိုနဲ့အဖေတို့အကြောင်းကိုတွေးမိတဲ့အခါအုံရောဟာမိသားစုကိုကာကွယ်ဖို့အတွက်ဂီတကိုဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူတီးဝိုင်းကထွက်မယ်ဆိုတော့အဖွဲ့ဝင်တွေကအုံကျော်ကနာမည်ကြီးလာလို့ဘဝင်မြင့်သွားပြီလို့ထင်ပြီးဝိုင်းပြောကြပါတယ်။အဖွဲ့သားတွေနဲ့ကြောက်ကစားဖြစ်ခဲ့ရပြီးအုံကျော်ကအခန်းကိုပြန်ရောက်တော့စိတ်တွေလေးလံနေပါတယ်။အဲ့ဒီမှာသူ့အမေကစောင့်နေတာကိုတွေးလိုက်ရပါတယ်။အမေကသူ့မျက်နှာပေါ်ကဒဏ်ရာကိုမြင်တော့စိုးရိမ်နေရှာပါတယ်။အမေကသူ့ရဲ့အမတ်စရင်ကိုထုတ်ပြတော့မကြသေးခင်ကသူ့အမတ်တွေကြနေတာကိုတွေးလိုက်ရပါတယ်။ဘာမှပြန်မပြောနိုင်ပဲစိတ်တွေအယမ်းမွန်းကြလာတဲ့သူဟာဂီတာဆိုင်ဟောင်းလေးစီကိုစပိန်စီပြီးသွားခဲ့ပါတယ်။အဲ့ဒီအဆောင်ဟောင်းကြီးကအခုတော့အသစ်ဖြစ်နေပြီဆိုပေမဲ့သူကတော့အမတ်ရနေတော့မှာပဲထိုအချိန်မှာပဲအမျိုးသမီးတယောက်ကိုတွေးလိုက်ရပြီးသူမကသူ့ရဲ့နာမည်ကိုသိနေခဲ့တာမို့သူအံ့ဩသွားရပါတယ်သူမကဆိုင်မပြောင်းခင်ကဆိုင်ရှိမှအုံကြောင်ငုံနေတာကိုမြင်မှုတယ်လို့ပြောပါတယ်ပြီးတော့သူ့အတွက်တစ်ခုခုရှိတယ်ဆိုပြီးအထဲကိုဖိတ်ခေါ်ခဲ့ပါတယ်သူမဟာဆိုင်ပိုင်ရှင်ကြီးရဲ့သမီးဖြစ်ပြီးအထက်တန်းကျောင်းကလေးကပြပမှနေနေခဲ့တာပါ
အဖေဆုံးပြီးမှအိမ်ပြန်လာတာဖြစ်ပြီးအုံကျော်အတွက်အဖေဖြစ်သူရဲ့နောက်ဆုံးလက်ဆောင်ဖြစ်တဲ့ဂီတာလေးကိုပေးခဲ့ပါတယ်။အုံကျော်ဟာလွန်ခဲ့တဲ့6နှစ်ကအဖိုးကြီးကသူ့ကိုဂီတာရအောင်စိန်ခေါ်ခဲ့တဲ့ပြောစရာရှင်တွေကိုပြန်တတိယသွားပါတယ်။ထိုအချိန်မှာပဲအမျိုးသမီးကသူ့အဖေရဲ့တည်တန်းစာရဲ့စကားလေးတွေကိုဖတ်ပြလိုက်တာကြောင့်မို့အုံကျော်ဟာစိုက်ကြီးတဲ့ငငင်နဲ့ငိုပါတော့တယ်။အဲ့ဒီနောက်မှာတော့အုံကျော်ဟာတီဝိုင်းထဲကိုပြုံးရွှင်တဲ့မျက်နှာနဲ့အတူဂီတာကိုကင်ပြီးပြန်ရောက်လာခဲ့ပါတယ်။အဖိုးကြီးပေးခဲ့တဲ့ဂီတာနဲ့အတူသူဟာလေ့ကျင့်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။နောက်ရက်တွေမှာလေ့ကျင့်ကြရင်အဖောဝင်တအုပ်နေမကောင်းတာမို့အုံကျော်ကဆေးဝယ်ပေးပါတယ်။ထိုအချိန်မှာပဲအိမ်ပိုင်ရှင်ကမြင်သွားပြီးဆေးတောက်နေတာကိုဆေးချနေတယ်ဆိုပြီးတော့သူ့အဖေကိုတွားတိုင်มาတော့တယ်။တစ်ဖက်မှာလည်းအဆိုတော်ကအတန်ပြန်မထွက်သေးတာကြောင့်မို့လို့ပွဲပြတ်မှာဆိုလို့အုံကျော်ကိုပဲအဓိကအဆိုတော်အဖြစ်သချင်းဆိုခိုင်းလိုက်ပါတော့တယ်။အုံကျော်ကလည်းမျက်နှာပုံးကိုချွတ်လိုက်ပြီးသူ့ဘဝရဲ့အကောင်းဆုံးဖြောပြမှုတွေကတစ်ခုကိုပေးလိုက်ပါတယ်။ဒါပေမဲ့ပရိသတ်ထဲမှာနာမည်ကြီးဒါရိုက်တာမာဂျူးတင်မကပဲအုံကျော်ရဲ့အဖေပါရှိနေခဲ့ပါတယ်။အဖေကဘာတမ်းမှမကြားရပေမဲ့သူ့သားကိုငေးကြည့်နေခဲ့ပါတယ်။ဖြောပြပွဲပြီးသွားတဲ့အခါမှာတော့အုံကျော်ဟာအဖေကိုစိတ်ပြအောင်လုပ်မိမှန်းသိပေမဲ့သူ့ရဲ့ခံစားချက်အစစ်မှန်တွေကိုထုတ်ပြောလိုက်ပါတယ်။သူဟာဂီတကိုမြည်မြချစ်ကြောင်းနဲ့သူဘယ်တော့မှဆရာဝန်မဖြစ်ချင်ခဲ့ကြောင်းတွေပါပြောကြားလိုက်ပါတယ်။အဖေကတော့အုံကျော်ကဖီအားတွေအရန်များနေခဲ့တာကြောင့်မို့လို့ထွက်ပေါက်ရှာရဲလို့ပဲမြင်ခဲ့တာပါ။အဖေကသူ့ကိုဆွဲခေါ်သွားဖို့ကြိုးစားပေမဲ့သူဟာအဖေရဲ့လက်ကိုယုံဖယ်လိုက်ပါတယ်။သူဟာအဖေကြွားလုံးထုတ်ဖို့အတွက်ကိရိယာတစ်ခုဒါမှမဟုတ်စကားပြန်တစ်ယောက်ဒါမှမဟုတ်မိသက်တီပေးဆက်တစ်ခုအဖြစ်သူမရှင်းတန်ချင်တော့ပါဘူး။အုံကျော်ဟာတယောက်တည်းပြေးထွက်လာပြီးသူ့စကားတွေကျန်းသွားပြီလားဆိုတော့ကိုပြန်စဉ်းစားနေခဲ့ပါတယ်။စိတ်တူတူနဲ့အဖိုးကြီးပေးထားတဲ့ဂီတာကိုကော့ကန်ပြီးရိုက်ခွဲဖို့လှုပ်လိုက်စင်မှာပဲရုတ်တရက်ဆိုသလိုသူ့ရဲ့အရေးကနှစ်ခုကွဲသွားပြီးကောင်းငင်ကလာမင်းကြီးကလည်းနှစ်ဆင်းဖြစ်သွားခဲ့ပါတယ်။ဂီတတူရီယာဆိုင်လေးတစ်ခုလည်းပေါ်လာခဲ့ပြီးသူဝင်သွားတဲ့အခါမှာအားလုံးကရင်းနှီးနေတယ်လို့ခံစားနေရပါတယ်။ဒေဂါမမသိတဲ့ဆန်ရှင်ပေါ်လာတော့အုံကျော်ကဒီဂီတာလေးကိုရောင်းချင်တယ်လို့ဆိုလိုက်ပြီးဆန်ရှင်ကလည်းပတ်စံထုတ်ပေးကစိတ်ပြောင်းသွားတဲ့ချိန်ကျရင်ပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆိုင်ကရှာရဲခတ်တာကြောင့်အုံကျော်ကိုပြေစာလေးတစ်ဆောင်ပေးလိုက်ပြီးပျောက်သွားရင်ပြဿနာတက်လိမ့်မယ်လို့တတိပေးလိုက်ပါတယ်။အုံကျော်တကားဖွင့်ပြီးအပြင်ကိုထွက်လိုက်တဲ့အခါတခုခုထူးဆန်းနေတယ်ဆိုတော့သူတတိထားမိလိုက်ပါတယ်။လူတွေရဲ့ဝတ်စားဆင်ရင်ပုံနဲ့အဆောက်အဦတွေကပါသူနဲ့စိမ့်တိန်နေဖြစ်နေခဲ့ပါတယ်။သတင်းစာတစ်စောင်ကိုကောက်ဖတ်ကြည့်လိုက်တော့ဒါကလက်ရှိအချိန်မဟုတ်ပဲ1995ခုနှစ်ဖြစ်နေခဲ့ပါတော့တယ်